Microsoft Word ထဲမှာကိုလိုချင်တဲ့ပုံလေးတွေကိုထည့်ချင်တယ်ဆိုရင်ချယ်ရဘယ်ထဲမှာထည့်လဲဆိုတဲ့အခါကျတော့ insert ထဲကသွားထည့်ပါတယ်။အဲ့ဒါပုံယူမယ်ဆိုရင်ဘယ်ကိုသွားမှာလဲနံပါတ်1 insert ထဲကိုသွားပေးပါတယ်။နံပါတ်2ဘယ်ကိုသွားမလဲ picture ထဲက this device ဆိုတဲ့ဟာလေးကိုနှိပ်ပေးမယ်နော်။အကျဉ်းနှိပ်ပြီးပြီဆိုရင်ပုံကခုနရွေးထားပြီဆိုတဲ့အခါကျတော့ download ထဲမှာရွေးထားတဲ့ဟာဆိုရင် download ထဲမှာရှိတဲ့ document ထဲမှာရှိတဲ့ဟာဆို document picture ထဲမှာရှိတဲ့ file ဆိုရင် picture ဒီရှားဘယ်ထဲမှာရှိလဲဆိုတော့ today lesson ထဲမှာရှိတယ် today lesson ထဲကကိုလိုချင်တဲ့ပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ insert ကိုပေးလိုက်ရုံပဲပုံလေးကပါလာပြီချေခုနပြောခဲ့တယ်ပုံကိုချုပ်ရင်ဘယ်ကချုပ်မလဲဘေးကချုပ်မလားပေါ်ကချုပ်မလားထောင်ကချုပ်မလားအချေတို့တွေထောင်ကနေပဲအမြဲတမ်းချုပ်ပေးပါထောင်လေးကနေဖိမြားနှစ်ဖက်ပုံစံပေါ်လာတဲ့အချိန်ဒီချုပ်ပေးပါအချေတို့ကိုလိုချင်တဲ့နေရာကိုရွှေ့ကျင်တယ်ဆိုရင် picture ပေါ်ထောက်လိုက်ရင် picture format ဆိုတာပေါ်လာလိမ့်မယ် picture format ထဲက word text ထဲကဘာကိုရွေးမှာလဲ square ဆိုတဲ့ဟာလေးကိုရွေးသွားပေးပါတယ်ဒါဆိုချယ်တို့တွေပုံလေးကိုချယ်တို့တွေရွှေ့လို့ရပါပြီ